ရှေးဥစွာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီကနေ့လည်းပဲကျွန်တော်တို့ဘန်ကောက်မြို့မှာရှိတဲ့ကရင်မြန်မာအသင်းတော်လေးကနေပြီးတော့ခါတိုင်းပြုလုပ်ကျင်းပနေတယ်လို့ဥပုသ်စာပေသင်ခန်းစာဆွေးနွေးခန်းအစီအစဉ်ကိုကျွန်တော်တို့ပြန်လည်ပြီးတော့ပြုလုပ်ရတဲ့အတွက်ဖျားသခင်ကိုအထူးပဲကျေးဇူးတင်တယ်တစ်ဆက်တည်းမှာလည်းကျွန်တော်တို့အစီအစဉ်ကို online ကနေကြည့်ရှုနေမဲ့အသင်းသူအသင်းသားတွေတငယ်ချင်းမိတ်ဆွေတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူပါဝင်ပြီးတော့ဆွေးနွေးသွားကြမဲ့ဒီကျွန်တော်ညာဘက်ကစေကပေါ်2ကျွန်တော်ပေဘက်ကတော့ထီကပေါ်ရှိသူတို့နှစ်ဦးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအပတ်ဆွေးနွေးမဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ပฏิပက္ခအားလုံးဤနောက်ွယ်ကပฏิပက္ခဖြစ်ပါတယ်သင်ခန်းစာကတော့သင်ခန်းစာအမှတ်4ကျွန်တော်တို့ဒီကွာတယ်ရဲ့4ပါးမြောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်တို့အရှိမသွားခင်ခဏလေးဥညွှန်ပြီးတော့စေကပေါ်2နဲ့ကျွန်တော်တို့ဆူတောင်းကြပါစို့是啊，这个我来学我们的发音，以前呢有平时别的发音出来接着玩嘞，学着生长为大家把那到别老师傅批的别是当的不来那样批的嘛，过去嘛他没有所以可以那么多年在到过啥地方，所以呢他嘛批发嘞，以前呢前面包嘛过了些，把些批的嘛，哪里包包人家差批的嘛，后来是么就要时间嘛嘞。နားလေသဘောပေါက်နိုင်ဖို့လည်းဉာဏ်ပညာချပြီးတော့မှာဖြတ်ခေရဲ့လေယာထိုးလင်းနိုင်ဖို့အတွက်မဆာပြီးတော့မှာဒီအစီအစဉ်အစလည်းအဆုံးပါလဲဘလို့ရှိပါရှိပေးပါမိကြောင်းခရစ်တော်ဓမ္မတော်ဖြစ်အလိုရည်သတင်းများစွာထောက်လျှောက်တရားမှာပါအာမင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပါပဲကျွန်တော်တို့ဒီဥပုသ္စာပြေသင်ခန်းစာဆွေးနွေးတဲ့ဒီမှတ်စုလေးတွေကိုတော့ကျွန်တော်တို့ Hope Channel ကနေပြီးတော့ယူထားရှိဖြစ်ပါတယ် Hope Channel ရဲ့မှတ်စုတွေကိုကျွန်တော်တို့အခြေခံပြုပြီးတော့ကျွန်တော်တို့ဆွေးနွေးသားကြမှာဖြစ်ပါတယ်ရှေ့ဥစွာကျွန်တော်တို့အလွတ်ကျမ်းချက်ကိုတစ်ခေါက်လောက်ကျွန်တော်တို့အတူတူဖတ်ကြည့်ကြရအောင်เนาะအလွတ်ကျမ်းချက်ကိုဘယ်မှာတွေ့ရတယ်လဲဆိုတော့ယောရှုမစာအခန်းကြီး10အငယ်14မှာတွေ့ရပါတယ်ကဲကျွန်တော်တို့အတူတူဖတ်မယ်เนาะသာဝရဘုရားသည်လူစကားကိုနားထောင်၍ထိုသို့သောနေ့တနေ့ညမဖြစ်စေဘူးနောက်တစ်ပတ်လည်းမဖြစ်အကြောင်းမူကားသာဝရဘုရားသည်ဣသရေလအမျိုးဘက်မှစစ်တိုက်တော်မူ၏ယောရှုမစာအခန်းကြီး10အငယ်14ဆိုတော့ကျွန်တော်တို့ခေါင်းစဉ်ကပฏิပက္ခလို့ပြောထားပါတယ်ကျွန်တော်တို့အရက်သုံးစကားနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့နေ့စဉ်ဘဝအသက်တာမှာတွေ့ရတဲ့ဒုက္ခပြဿနာတွေပေါ့နော်ဒီဒုက္ခပြဿနာတွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ပฏิပက္ခအားလုံးရဲ့နောက်ွယ်ကပฏิပက္ခဆိုတော့ဒါပฏิပက္ခရဲ့အရင်အမြစ်ပေါ့နော်ပฏิပက္ခရဲ့အရင်အမြစ်ဒီတစ်ပတ်သင်ခန်းစာမှာဆိုလို့ရှိရင်ဒီပฏิပက္ခအရင်အမြစ်ကနေပြီးတော့ကျွန်တော်တို့ဘုရားသခင်ရဲ့ဂျေဇုကရုဏာတော်ကဘလို့ကြီးမားတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာသွားကြဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဒီအပတ်လေ့လာဖို့အချက်ဒီမှာ၄ချက်ရှိပါတယ်ဒီ၄ချက်ကိုကျွန်တော်တို့အပိုင်းလိုက်ခွဲပြီးတော့နည်းနည်းလေ့လာသွားကြမှာဖြစ်ပါတယ်ပထမအချက်ကတော့ထာဝရဘုရားဤဘိုးချေအဓိပတိတဲ့เนาะဘုရားသခင်ကကျွန်တော်တို့ရဲ့ဘိုးချေကျွန်တော်တို့ရဲ့စစ်ဗိုလ်ချုပ်ကြီးကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးဖြစ်တယ်ဆိုတာကိုပြောထားခြင်းဖြစ်တယ်ဒုတိယအချက်အနေကတော့ကောင်းကင်နဲ့မြေကြီးပေါ်ရှိစัจ java လာဆိုင်ရာတိုက်ပွဲတဲ့ကျွန်တော်တို့တိုက်ပွဲကျွန်တော်တို့နေ့စဉ်ဘဝအသက်တာမှာကျွန်တော်တို့စစ်တိုက်နေရတယ်ဒါကတော့ physical war တကယ်လက်တွေ့တိုက်နေတဲ့စစ်ပွဲအပြင် spiritual war ကျွန်တော်တို့ဝိညာဉ်ရေးရာတိုက်ခိုက်နေရတဲ့တိုက်ပွဲပေါ့နော်ဆိုပြီးတော့အဲ့လိုပြောထားတယ်နံပါတ်3ကတော့ထာဝရဘုရားသည်တင်တို့ဘက်၌တိုက်ခိုက်တော်မူလိမ့်မည်ကျွန်တော်တို့တိုက်ရတဲ့တိုက်ပွဲတွေမှာဘုရားကကျွန်တော်တို့ဘက်ကနေပါဝင်ပြီးတော့တိုက်ပေးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဘုရားကကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပစ်ဘူးကျွန်တော်တို့ကိုဘယ်တော့မှမလှိလျူရှုဘူးဆိုတာကိုကျွန်တော်တို့သိရပါတယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ထာဝရဘုရားကိုခေါ်တော်သူအတွက်ကယ်တင်ခြင်းတဲ့နော်ဆိုတော့ကျွန်တော်တို့ဘဝတိုက်ပွဲတွေဘယ်လိုပဲပြင်းထန်ပါစေဘုရားကကျွန်တော်တို့ဘက်မှာရှိတယ်နောက်ဆုံးကျွန်တော်တို့ကိုအောင်မြင်ခြင်းပေးမယ်ကျွန်တော်တို့ကယ်တင်ခြင်းပေးမယ်ဆိုပြီးတော့ပြောထားတာတွေ့ရတယ်ကဲဟုတ်ပြီကျွန်တော်တို့ဆိုတော့ဒီသင်ခန်းစာမှာယောရှုကိုအခြေခံထားတဲ့အတွက်ကြောင့်ယောရှုကိုကျွန်တော်တို့ဖတ်ကြည့်အောင်ကဲဘယ်သူဖတ်ပေးမလဲယောရှုမစာအခန်းကြီး9အငယ်73ကနေ15အထိ
ယောရှုမတ်စာအခန်းကြီး9အငယ်73ကနေ15ဘယ်သူဖတ်ပေးမလဲ ယောရှုမတ်စာအခန်းကြီး9အငယ်73မှ15ယောရှုသည်ယေရိခေါမြို့အနားမှရှိနေစဉ်မျှော်ကြည့်၍လူတစ်ယောက်သည်ဓာတ်ကိုဓာတ်အိမ်မှထုတ်ကင်လျက်ကံလည်းရက်နေသည်ကိုမြင်လင်သူထံသို့သွား၍သင်သည်ငါတို့ဘက်၌နေသောသူလောငါတို့ရန်သူဘက်၌နေသောသူလောဟုမေးသောထိုသူကထိုသို့မဟုတ်ထာဝရဘုရား၏ဘိုးချေကိုအုပ်ဆိုသောဘုံမူဖြစ်၍ယခုငါလာသည်ဟုဆို၏ယောရှုသည်လည်းမြေပေါ်မှပြက်ဝကိုးကွယ်လဲကိုတော်ကျွန်အားအဘယ်သို့မိတ်တော်မူမည်နည်းဟုမေးလျှောက်သောထာဝရဘုရား၏ဘိုးချေကိုထာဝရဘုရား၏ဘိုးချေကိုအုပ်ဆိုသောဘုံမူကသင်၏ချင်းနှင်းကိုချွတ်လောသင်နှင်းသောအရက်ကမြင်မြတ်ဖြစ်သည်ဟုဆိုသည့်အတိုင်းယောရှုပြုလေ၏ကျွန်တော်တို့ဒီမှာတွေ့ရတာကတော့ယောရှုကနော်ကျွန်တော်တို့သိထားတာကတော့ကောင်းကင်တမန်ပေါ့နော်ကောင်းကင်တမန်တစ်ပါးကရက်နေတယ်ရက်နေတဲ့အခါကျတော့သူကသွားပြီးတော့မေးတယ်သင်ကဘယ်သူလဲတဲ့သင်ကငါတို့ရဲ့မိတ်ဆွေလားတဲ့ငါတို့ရဲ့ရန်သူလားတဲ့ကဲဒီနေရာမှာယောရှုကဘာဖြစ်လို့အဲ့လိုသွားမေးတယ်လဲကျွန်တော်တို့ဘယ်လိုထင်တယ်လဲနည်းနည်းတော့ပြောကြည့်ကြရအောင်ယောရှုကအဲ့ဒီလူယုတ်ကဲမင်းကငါတငယ်ချင်းလားမင်းကငါရန်သူလား तू ကဘာဖြစ်လို့အဲ့လိုသွားပြီးတော့မေးတာလေဒီပုဂ္ဂိုလ်ကိုဒါကြောင့်လို့ထင်တယ်လေကျွန်တော်တို့အထင်ပြောတာမမှားဘူးနော်မှားစရာအကြောင်းဘာမှမရှိကျွန်တော်တို့စိတ်ကူးတဲ့ကျွန်တော်တို့အထင်ကိုပြောတာပဲပြောလို့ရတယ်နော်ကိုယ့်ဟာနဲ့ကိုယ်ကတော့ဖန်နေတာပဲလေနော်ကိုယ့်အဖြစ်ဘယ်လိုထင်ကြတယ်လဲယောရှုကဲဒီနေရာမှာကျွန်တော်နည်းနည်းလေးဟိုအတွေးလေးအစပြုတ်ပေးမယ်နော်ယောရှုကဒီပုဂ္ဂိုလ်ကိုတွေးလိုက်တဲ့အခါကျတော့ဖယားရဲ့ကောင်းကင်တမန်ကဲဖယားရဲ့ကောင်းကင်တမန်လို့ပြောလိုက်လို့ရှိရင်တော့ဖယားရဲ့ကောင်းကင်တမန်ကတော့အကြီးဆုံးပဲပေါ့နော်ကောင်းကင်တမန်မှာသူကအကြီးဆုံးတယ်ကောင်းကင်တမန်ဖယားရဲ့ကောင်းကင်တမန်ကဲဒီအကြီးဆုံးသောကောင်းကင်တမန်ကတော့ယေရှုခရစ်တော်ပဲဆိုတော့ကိုကျွန်တော်တို့ဆွဲပြီးတော့တွေးလာရတာပေါ့နော်ကဲဒီဟာကိုတွေးလိုက်တဲ့အခါမှာသူကပေါ်မီးတယ်မင်းကငါတို့ရဲ့မိတ်ဆွေလားမင်းကငါတို့ရဲ့ရန်သူလားတဲ့ तू ကသွားမေးတယ်တဲ့ဆိုတော့အဲ့တော့ကိုကျွန်တော်တို့ဘယ်လိုထင်တယ်လဲ तू ကဘာဖြစ်လို့ဒီလိုသွားမေးတာလဲ तू ကတေချာအောင်လုပ်ချင်တယ်အဲ့ဒါဘာကြောင့်လဲ ရန်သူဖြစ်မှာစိတ်ရန်သူဆိုရင်ယောရှုကတော့ကြောက်တဲ့လူမဟုတ်ဘူးရန်သူဆိုရင် तू ထခုတ်ပါပဲတဲ့ तू နှစ်ပန်းလုံးပါပဲ तू ထခုတ်ပါပဲယောရှုကဟုတ်မလားဒါပေမဲ့အဲ့ပေါ့ကျွန်တော်တို့တွေးလို့ရတာကယောရှုကဒီလူကိုသွားတွေ့တဲ့အခါမှာ तू မေးလိုက်တယ်နော် तू ကတေချာအောင်လုပ်ချင်တာတော့ပါတယ်နော်တေချာအောင်လုပ်ချင်ဒီလူကြီးကိုသူသေချာသွားမေးတယ်မင်းကငါတို့ရဲ့ရန်သူလားမိတ်ဆွေလားတဲ့နော် तू ကတခုခုကိုလုတ်တော့မယ်ဆိုရင် तू ကတေးသေးချာချာလုတ်တတ်တဲ့သဘောတော့ရှိတယ်နော်ယောရှုကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အရှိကိုနည်းနည်းလေးဆက်ပြီးတော့ကြည့်ရအောင်ယောရှုခန်းကြီး9အငယ်14 15ဟုတ်ကဲ့ဖတ်တာတော့ပါသွားပြီနော်ကဲတစ်ချက်တော့ထပ်ဖတ်လိုက်ပါဦး14 15ငယ်14 15မှာဆိုထိုသူကထိုသို့မဟုတ်ထာဝရဘုရား၏ဘိုးချေကိုအုပ်ဆိုသောဘုံမူဖြစ်၍ယခုငါလာသည်ဟုဆို၏ယောရှုသည်လည်းမြေပေါ်မှာပြက်ဝတ်ကိုးကွယ်လျက်ကိုတော်ကျွန်ုပ်အားဖေသို့မိတ်တော်မူမည်နည်းဟုမေးလျှောက်သောထာဝရဘုရား၏ဘိုးချေကိုအုပ်ဆိုသောဘုံမူကသင်၏ချင်းနှင်းကိုချွတ်လောသင်နှင်းသောအရက်ကမြေမြတ်ဖြစ်သည်ဟုဆိုသည်အတိုင်းယောရှုပြုလေ၏ဆိုတော့ယောရှုကတော့သူငကိုကလေးကလည်းသူသိတော့သိပါပါဒါပေမဲ့သူကနည်းနည်းပို့ပြီးတော့စိတ်ချရအောင်သူကသွားမေးလိုက်တာမင်းကငါတို့ရဲ့တငယ်ချင်းလားငါတို့ရဲ့ရန်သူလားမေးလိုက်တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကြီးကငါကောင်းကင်ဘိုးချေတို့ရဲ့ဘာဖြစ်လဲကောင်းကင်ဘိုးချေရဲ့ကောင်းကင်ဘိုးချေရဲ့အုပ်ဆိုသောဘုံမူတဲ့နော်အဲ့ဒီစစ်တပ်ရဲ့အခေါ်အဝေါ်တွေတော့ကျွန်တော်သိမသိဘူးနော်ဘုံမှုတဲ့ဆိုတော့ဘုံမှုကပဲအဆင့်လောက်ရှိလဲကျွန်တော်ထင်တာကတော့ဘုံမှုတဲ့မြင့်တဲ့အဆင့်တွေလည်းရှိတော့ရှိမှာပဲထင်တယ်နော်ဒါပေမဲ့ရေဘူးရအပြင်တော့ဘုံမှုဆိုရင်တော့ဒါကတော့ကျွန်တော်တို့ကြီးနေပြီလို့ပဲသဘောထားပါတယ်နော်ကြီးနေပြီလို့ပဲသဘောထားပါတယ်ကဲအဲ့ဒီပုဂ္ဂိုလ်ကယောရှုကိုဘယ်လိုပြောလိုက်လဲချက်ချင်းပဲတည့်ရဲ့ခြေနှင်းကိုချုပ်အောင်တည့်ရဲ့ခြေနှင်းကိုချုပ်ရမယ်တဲ့အဲ့ဒီခြေနှင်းပြဿနာကကျွန်တော်တို့အသင်းတော်ထဲမှာလည်းနည်းနည်းရှိတယ်ဗျအထူးသဖြင့်ကျွန်တော်အာရှနိုင်ငံတွေပေါ့နော်ခြေနှင်းပြဿနာကျွန်တော်တို့ဘယ်တော့တစ်ခေါက်လောက်တွေ့ဘူးလဲချမ်းသာတယ်ဒီဘုရားမောရှိမောရှိဖျားလေးနဲ့စတွေ့တဲ့ချိန်နတ်တောင်မောရှိကတိုးချောင်းနေရင်လည်း तू ကတနေရာမှာ तू ဗာလဲချုပ်ပုတ်ကမီးလောင်တာကိုတွေ့တယ်ချုပ်ပုတ်ကမီးလောင်တာထူးဆန်းတယ်ချုပ်ပုတ်မီးလောင်တယ်ဆိုတာကဒါကျွန်တော်တို့တောမှာနေတဲ့လူတွေအတွက်ကရိုးရိုးပဲလေနော်တောမီးလောင်တယ်ဆိုရင်စစ်ပင်တွေ6ခုဆိုမီးလောင်တာပေါ့ဒါပေမဲ့ဒီချုပ်ပုတ်မီးလောင်တာနည်းနည်းဆန်းတယ်ဘယ်လိုဆန်းလဲမီးမကျွမ်းဘူး तू ကအစိမ့်အတိုင်းပဲစစ်ပင်ဒါပေမဲ့မီးရတော့လောင်နေဆိုတော့မောရှေကလည်းအဲ့ဒါကို तू အာသင့်စွာနဲ့အနာကပ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ
နော်ဖခင်ကသူပြောတဲ့ဒါအမင်းရဲ့ခြေနှင်းကိုချွတ်ပါဆိုတော့ကျွန်တော်ပြောချင်တာခြေနှင်းချွတ်ပါလို့ပြောတယ်ကျွန်တော်တို့ဘုရားရောက်တော့ခြေနှင်းချွတ်တယ်အခုဗမာပြည်မှာရှိတဲ့ကျွန်တော်တို့စနေသေးဘုရားကျောင်းတော်တော်များများကခြေနှင်းချွတ်တယ်ဗျနော်စေကဘောတူတို့ကြောက်တိုင်မှာခြေနှင်းချွတ်လား ချွတ်တယ် ချွတ်တယ်နော် ဒီနေ့ပါမရှိဘူး ဖက်လာမရှိအေး ဒီနေ့ နေရဘယ်မှာတက်လဲ အေးစိတ်မှာအေးစိတ်မှာ အင်းစိတ်ချွတ်တယ်နော်ဟုတ်တယ်ကျွန်တော်တို့ဗမာပြည်ကအသင်းတော်တော်တော်များများချွတ်ကြတယ်နော်ဒီအခုကျွန်တော်တို့ဗမာအထုံးစံပါလာတယ်ဒီဘန်ကောက်မှာကျွန်တော်တို့ဖက်နှက်ချွတ်တယ်နော်ကျွန်တော်တို့ဖက်နှက်ချွတ်တယ်ဒါပေမဲ့အင်္ဂလိပ်ဘုရားကျောင်းမှာတော့မချွတ်ဘူးနော် BIC မှာမချွတ်ကြဆိုတော့အဲ့ဒါကိုဘယ်လိုယူဆတယ်လဲကျမ်းစာထဲမှာအတိအကျပါတယ်မောဒီနေရာကတန်ရှင်းတဲ့နေရာဖက်နှက်ချွတ်ရမယ်ဆိုတော့အဲ့ဒါကိုဘယ်လိုထင်တယ်လဲချွတ်တဲ့လားမချွတ်တဲ့ဘူးလား ချုပ်သိနိုင်လို့ဖြစ် ချွတ်တယ် တေချာပြောထားတယ်တက်ရှင်ရဌာနတက်ရှင်ရနေရာဆိုတော့ တန်ရှင်းရဌာနတန်ရှင်းတဲ့နေရာကဲဟုတ်ပြီ ပြင်မယ် ကျွန်တော်ဟိုပါပေါ့နော်ဒီအနောက်နိုင်ငံတွေသူတို့နှင်းနေပါလိများတဲ့နေရာကျတော့ချွတ်မနေတော့ဘူးပေါ့နော်သူတို့ဒီလိုပဲစီလိုက်တယ်သူတို့နိုင်ငံတွေမှာကလည်းပဲဖုန်နေသေးတယ်ရှိဘူးဗျဘယ်လိုထင်တယ်လဲသူတို့နိုင်ငံ ဘယ်လိုပဲဖြစ်ဖြစ်ခြေနေလူရဲ့ခြေနေပြီဆိုကြတော့ ဒီမှာရှောက်နေတယ် ဒီမှာနေနေဆိုရတဲ့ဟိုလူရဲ့ခြေနေပြီဆိုကြတော့ အဲ့တော့အဲ့ဒါကတော့တန်ရှင်းတာမတန်ရှင်းတာနဲ့တော့မဆိုင်ဘူးထင်တယ်နော်အဲ့ဒါကတော့ကိုယ့်ရဲ့ယူသည်သမှုကိုပြတယ်လို့ပဲကျွန်တော်တော့ယူဆတာပါနော်ဒါကိုယ့်ရဲ့ဖျားကိုယူသည်တဲ့အနေနဲ့ကိုချင်းတင်းကိုချွတ်တယ်အဲ့ဒါလိုသွားရင်တော့ပိုတင့်တော်မယ်လို့ထင်တယ်နော်ကဲဟုတ်ပြီဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကြီးကယောရှုကိုဖဏချွတ်ခိုင်းတယ်ဗျနော်ဖဏချွတ်ခိုင်းတယ်ကဲဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်နည်းနည်းကြော်လိုက်မယ်နော်ကဲရှမသက်ခရစ်ဝင်အခန်းကြီး26အငယ်52ကနေ53မှာတဲ့ယေရှုရဲ့တက်တည်ခံခြင်းနဲ့အဲ့ဒါကျွန်တော်တို့ဘယ်လိုဆွဲထားတယ်လေသင်ခန်းစာကိုနည်းနည်းလေးကြည့်အောင် ရှင်မသက်ခရစ်ခန်းကြီး26အငယ်50မှ53 53ယေရှုကလည်းတင်ဓာကိုသူ့နေရာ၌ပြန်ထားတော့ဓာကိုကင်တော်သူရှိသမျှတို့သည်ဓာပြည့်စုံခြင်းသို့ရောက်ကြလိမ့်မည်ယခုပင်ငါအဘကိုငါတောင်းနိုင်သည်ကိုလည်းကောင်းတောင်းလျင်ကောင်းကင်တမန်12တက်မကငါထံသို့စိန်လို့တော်မူကိုလည်းကောင်းတင်သေးမထင်သလော ကျွန်တော်တို့အပေါ်နည်းနည်းပြန်တက်ရမယ်ဗျာဟုတ်လားကဲဗျာဒိတ်19 10ကိုစိတ်ဝင်လို့ရှာလာဗျာဒိတ်19အငယ်10 ပြားတဲ့ခန်းကြီး19ငယ်10မှာဆိုရင်ငါသည်ထိုသူကိုကိုးကွယ်ခြင်းကသူ၏ခြေရင်း၌ပြတ်ဝ၏သူကလည်းမပြုပါနဲ့ငါကတင်၏လှုပ်ပေါ်ဆောင်ပဲဖြစ်၏ယေရှု၏တသက်ခံတော်မူချက်ကိုဆောင်တော်တင်၏ညီကိုတို့၏လှုပ်ပေါ်ဆောင်ပဲလည်းဖြစ်၏ဖျားသခင်ကိုကိုးကွယ်လောအကြောင်းမူကားပရောဖက်ဟောသောစကားချက်သဘောသည်ယေရှု၏တသက်ဖြစ်သည်ဟုငါအားပြောဆို၏အဲ့ဒီမှာကျွန်တော်တို့တစ်ချက်သွားပြီးတော့တတိထားမိတာကတော့ယေရှုရဲ့တက်တည်ခံချက်နော်ဆိုတော့ကျွန်တော်တို့အသင်းတော်မှာယေရှုရဲ့တက်တည်ခံချက်ပညာတော်ကိုစောင့်ရမယ်ပြီးရင်ယေရှုရဲ့တက်တည်ခံချက်တွေကိုလည်းကျွန်တော်တို့လိုက်ရှောက်အောင်ဆိုတော့ပညာတော်ကိုစောင့်ရမှာတော့ဒါကျွန်တော်တို့သိတယ်လေယေရှုရဲ့တက်တည်ခံချက်လို့ပြောလိုက်တဲ့အခါမှာတော့ကျွန်တော်တို့အသင်းတော်မှာကတော့ကျွန်တော်တို့ပြောဖက်မှာအမခွက်ရှိတာဟုတ်သူကအရေးသားတဲ့တက်တည်ခံချက်တွေပေါ့နော်အဲ့ဒါတော့ယေရှုရဲ့တက်တည်ခံချက်ဆိုပြီးတော့ကျွန်တော်တို့ကအတိတ်ပဲဖွင့်ဆိုတယ်ပေါ့နော်ဆိုတော့မဟွာရဲ့တတိပေးစကားတွေကိုလည်းကျွန်တော်တို့ဖတ်ယူရမယ်ကျွန်တော်တို့လိုက်ရှောက်ရမယ်ဆိုတဲ့သဘောရှိတာပေါ့နော်အဲ့ဒီသဘောရှိတယ်ကဲဟုတ်ပြီဒီမှာမေကုတစ်ခုပေးထားတယ်ထာဝရဘုရားဤဘိုးချေအဓိပတိသည်ဘဲလိုက်ရန်ကြွလာခြင်းမဟုတ်ကြောင်းတတိယရန်အဘဲကြောင့်အရေးကြီးသည်တဲ့ထို့သောဆိုရင်ကိုရောဤရွယ်ချက်ကအဘယ်နည်းတဲ့ကဲဆိုတော့ကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲဘုရားသခင်ကသူ့ရဲ့ဣသရေလလူမျိုးတွေဘက်ကနေပြီးတော့ပဲသူကကူညီလာလားအခုဆိုရင်ကျွန်တော်တို့ဒီမှာကြည့်တဲ့အခြေအနေရဆိုရင်ဘယ်လိုထင်ကြတယ်လဲကျွန်တော်တို့ဘုရားသခင်ကဘယ်လိုက်တာများလားကျွန်တော်တို့အရှိမနည်းနည်းဆက်သွားရင်လည်းကျွန်တော်တို့အဲ့ဓာတွေတော့နည်းနည်းဆက်ပြီးတော့ဆွေးနွေးရတာတွေရှိမယ်လေနော်ဘယ်လိုထင်တယ်လဲဖခင်ကဘယ်လိုက်တယ်လားဘယ်တော့မလိုက်ဘူးဒါပေမဲ့ဘယ်မလိုက်တယ်ဘာဖြစ်ဆိုတော့သူနမိတ်လက္ခဏာတွေပြနေတာပဲသူနောက်တိုင်းရဖို့အတွက်အခြေအနေရှိတာပဲသူကသူနောက်တိုင်းမရကြတယ်သူဟုတ်တယ်အဲ့ဒီအကုတုလူတွေပေါ့
ကျွန်တော်တို့အရှိမသွားရင်လည်းအဲ့ဒါလေးတွေနည်းနည်းပါလာမယ်ဗျအဲ့ကုတုလူတွေကျွန်တော်တို့အခုပြောရင်လည်းပြောလို့တော့ရပါတယ်အဲ့ဒီအဲ့ကုတုလူတွေကသူတို့ကဣသရေလလူမျိုးတွေကိုသူတို့ဒီပင်လယ်ထဲကိုရှင်းပြီးတော့လိုက်ချသွားတယ်အဲ့ဒီအချိန်မှာသူတို့ကမလိုက်ပဲနဲ့သူတို့နေလိုက်ရင်သူတို့အသက်လွတ်နိုင်တယ်နော် ဒီပါဟုတ် အေးသူတို့အသက်လွတ်နိုင်ဆိုတော့သူတို့သိနေပြီဖះကတကယ်တကူးကြည့်တဲ့ဖះသူတို့လည်းဝန်ခံထားတယ်ဖះကတကူးကြည့်တဲ့ဖះဖြစ်တယ်အဲ့ဒါဘယ်နားမှလည်းမသိဘူးဘယ်နားမှတွေ့ရတယ်အဲ့ဒါကတော့ထွက်မြောက်ရာထဲမှာထင်တယ်ကဲဒီမှာတစ်ချက်ကြည့်အောင်ထွက်မြောက်ရာကျမ်းအခန်းကြီး14အငယ်24 25မှာတစ်ချက်လောက်ဖတ်ကြည့် ထမြောက်ကျမ်းခန်းကြီး14အငယ်24 25ပါဆိုရင်နည်းနည်းရန်၌ထရဖျားသည်မိမိုးတိမ်တိုင်အားဖြင့်အေဂရုတက်ကိုကြည့်ရှု၍နောက်ဆက်တော်မူ၏သူတို့ယထာအသွားခက်စေခြင်းကယထာဘင်းမြတ်ကိုချိုးတက်စေတော်မူ၏အေဂရုလူတို့ကလည်းဣသေရလူတို့ထံမှပြေးကြစို့ထာဝရဖျားသည်သူတို့ဘက်အေဂရုလူတို့တစ်ဖက်၌စစ်တပ်သည်ဟုပြောဆိုကြ၏အဲ့ဒီမှာကျွန်တော်တို့ကြည့်ရင်ဘာသွားတွေ့ရမလဲဆိုတော့ဖះကအကုတုလူမျိုးတွေကဣသရေလလူမျိုးတွေကိုလိုက်တဲ့အခါမှာမမိရဖះကအနောက်ရှက်တွေပေးတယ်နော်အနောက်ရှက်တွေပေးတယ်ဣသရေလလူမျိုးတွေတို့လိုက်လို့မမိအောင်အဲ့လိုမျိုးအနောက်ရှက်တွေပေးတယ်အဲ့ဒီလိုအနောက်ရှက်တွေပေးတဲ့အခါမှာဒီဣသရေလအကုတုလူတွေကသူတို့သိတယ်နော်သူတို့ဝန်ခံတယ်ဟာဖះကသူတို့ဘက်မှာပါနေပြီတဲ့ငါတို့လက်မဖြစ်တော့မယ်ပေါ့နော်ငါတို့ပြေးမှဖြစ်တော့မယ်ဆိုတော့ပြောတယ်ဆိုတော့သူတို့တွေစောစီနောင်တန်းရမယ်ဆိုရင်ဒီလိုအဖြစ်ပြက်မို့ဖြစ်เสียအကြောင်းမရှိဘူးเนาะဖြစ်เสียအကြောင်းမရှိကဲဟုတ်ပြီကျွန်တော်တို့အရှိနည်းနည်းဆက်သွားကြည့်လိုက်ကြရအောင်ဟေရှာယအခန်းကြီး14အငယ်7ကနေ14အထိမှာကောင်းကင်ရှိပုံကံမှုဤခေါင်းဆောင်နဲ့ပတ်သက်၍ကျမ်းစာကဘာပြောတယ်လဲတဲ့ကျွန်တော်တို့ကတော့ဟုတ်ကဘာဥကနေစပြီးတော့အခုထက်ထိပေါ့เนาะကျွန်တော်တို့ကတော့အကောင်းနဲ့အဆိုးအမြဲတမ်းတိုက်ရနော် the great controversy ပေါ့ကဲ the great controversy ဘာပြောထားတယ်လဲဒီမှာအကောင်းနဲ့အဆိုးတိုက်လံပွဲဟေရှာယ14အငယ်7ကနေ14ဟေရှာယအနာဂိတေကျမ်းခန်းကြီး14အငယ်7မှ14အိုနနက်သားမူတော့ကျန်သင်သည်ကောင်းငင်ကကြလာပဲကြလိပြီတကားအပြည်ပြည်တို့ကိုနှိပ်ဆက်သောသင်သည်မြေတိုင်အောင်ခုတ်လဲခြင်းကိုခံရလိပြီတကားသင်ကလည်းကောင်းငင်ပေါ်သို့ငါတက်မည်ဘုရားသခင်၏ခြေတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်မြောက်မျက်နှာပဲဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်မိုးတဲ့ထိပ်ပေါ်သို့ငါတက်မည်အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟုစိတ်ချရှိလေပြီသို့တော်လည်းသင်သည်မရနိုင်ငံတင်းကျပ်တွေသို့နှိပ်ချခြင်းကိုခံရလိပြီဆိုတော့ဒီဟာကကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာဒီစာရမဏေရဲ့အကြောင်းသွားတွေ့တာပေါ့နော်ဆိုတော့ဒါကောင်းကင်နိုင်ငံတော်မှာရှိတဲ့တိုက်ပွဲရဲ့အဖြစ်အပျက်လေးကိုကျွန်တော်တွေ့ရတာအဲ့ဒီမှာကျွန်တော်တို့ကြည့်ရင်ဘာကိုသွားတွေ့ရလဲအဓိကစာရမဏေကဘာလို့ကြာရှုံးသွားရလဲဖျားရဲ့နေရာလိုချင်တာဖျားရဲ့နေရာသူလိုချင်တာဆိုတော့ကျွန်တော်တို့ဟိုပါပေါ့မာနထောင်သွားတာပေါ့ဖျားနေအောင်ငါယူမယ်ဆိုတော့အဲ့ဒီမှာငါဆိုတဲ့အရာကဝင်လာတာပေါ့ငါဆိုတော့ selfishness ပေါ့နော်တကူကောင်းဆန်တာမာနထောင်သွားတာဆိုတော့အဲ့ဒီမာနထောင်သွားတဲ့နေရာမှာကျွန်တော်တို့ဘာသွားတွေ့လဲဆိုတော့အိုင်ပေါ့ pride ရဲ့အလေကောင်စလုံးကအိုင်တဲ့ကျွန်တော်တို့အဲ့ဒီအိုင်ကိုအရက်ဟိုပါပေါ့နော်အရက်အာယုံစိုက်မယ်ဆိုရင်အိုင်အရက်များသွားပြီဆိုရင်ကျွန်တော်တို့တကူကောင်းစိတ်အရက်များသွားရင်ကျွန်တော်တို့စားတယ်လို့ပဲဖြစ်သွားမယ်နော်စားတယ်လို့ပဲဖြစ်သွားမယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ရတိုက်လံပွဲကြီးဟိုးကောင်းကင်ကလေးကနေစလာတာနော်စလာတာကျွန်တော်တို့အခုလက်ရှိအချိန်ထိပေါ့နော်ကဲဒီမှာဆိုလို့ရှိရင်တစ်ပေအခန်းကြီး9အငယ်8တစ်ချက်လောက်ဖတ်ကြည့်ပါလားကောင်းကင်ရှိစစ်ပွဲသည်ကဘာမြေကိုမြေတို့တက်ရောက်မှုရှိတဲ့တဲ့ကောင်းကင်မှာရှိတဲ့စစ်ပွဲနဲ့ကျွန်တော်တို့အခုကဘာမှာကျွန်တော်တို့နေထိုင်တဲ့လက်ရှိလူသားတွေတစ်ပေအခန်းကြီး9အငယ်8မှာတစ်ချက်လောက်ဖတ်ကြည့်အောင်ဘာပြောထားလဲငယ်ရှိမှဆိုရင်တမာတရိရှိလျက်မအိပ်ပဲစောင့်နေကြလောသင်တို့၏ရန်သူဒီဟူသောမာနသည်ဟောက်သောခြင်းတွေကဲ့သို့အပေသူကိုညိုရမည်နည်းဟူ၍လက်လက်ရှာဖွေလက်ရှိဒီကျမ်းစာကိုကျွန်တော်ပြန်စဉ်းစားလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကိုသတိပေးထားတာတမာတရိရှိပြီးတော့မအိပ်ပဲဘာပဲလဲမအိပ်ပဲစောင့်နေရအဲ့ဒါကကျွန်တော်တို့ကိုသတိပေးထားတာကျွန်တော်တို့ကငိုင်းပြီးအိပ်ပျော်ခြင်းမရှိအောင်နော်
ကျွန်တော်တို့ကငိုင်းပြီးသွားမယ်အိပ်ပျော်သွားမယ်ဆိုရင်စာရန်ကတော့ကျွန်တော်တို့ဝတ်ကနေပဲချောင်းနေတာကျွန်တော်တို့ကိုချောင်းနေတာကျွန်တော်တို့ကိုပုံစံအမျိုးမျိုးနဲ့ချောင်းနေနော်ကျွန်တော်တို့ကိုပုံစံအမျိုးမျိုးနဲ့ချောင်းတယ်အခုခေတ်မှာဆိုရင်ကျွန်တော်သားသမီးတွေခေတ်မှာဆိုရင်မီဒီယာအခုနင်တို့လည်းလောက်တာမီဒီယာပေါ့မှန်လားမီဒီယာနဲ့တော်တော်လူတွေချရှုံးတယ်ဟိုတနေ့ကအင်တာနက်မှာတွေ့လိုက်တယ်အဲ့ဒီကောင်လေးတယောက်ကမီဒီယာလုံးလွန်အားကြီးလို့ဥကြောင်ကြောင်ဖြစ်သွားမိုးလီမိုးချုပ်လောက်တာလေမီဒီယာအဲ့လိုလောက်တာတွေ့ဘူးလားလူငယ်တော်တွေမှာလေ တွေ့ဘူးတဲ့ဆိုတာလည်းဒီ social media ပဲပြန်တွေ့ပြီလားဒီကိုနီးနေတာဟုတ်တယ်ဘောတော့ အေးပါကိုပတ်ဝန်းကျင်မှာတော့ကိုမသိဘူးသို့တော်လည်း social media ထဲမှာပဲပြန်ကြည့်ရင်းနဲ့ကိုကပြန်တွေ့တာလေနော်ဆိုတော့ social media ကအေးပေါ့ကလေးသူငယ်တွေပေါ့နော်အတိကကလေးသူငယ်အဲ့လိုပြောရလဲမတရားဟုတ်တယ်လူကြီးတွေလည်း social media နဲ့ဒုက္ခတွေရောက်နေတာလေတော်တော်ရှိရဲ့တခါတလေချမ်းသာမဖတ်အပ်ဘူးအဲ့ဒီဖုန်းပုတ်လိုက်တာနဲ့ ခင်ဗျာ ဆိုတော့အေးပေါ့နော်ဆိုတော့အဲ့ဒီကောင်းကင်မှာရှိတဲ့စစ်ပွဲအခုကျွန်တော်တို့မှာလာပြီးတော့တက်ရောက်နေတာနော်စာရန်ကကျွန်တော်တို့ဒီပေါင်းစုံနဲ့လှည့်ပြားနေတာ ဥဆိုဒါလွယ်တော့ social နဲ့ပဲသူက အေးပေါ့ တော့ကိုရတယ် အဲ့ဒီမတင်တဲ့ social ပဲပြောနေတယ် social ပဲပြောရအောင်ပဲသတင်းတစ်ခုဖတ်လိုက်တာအဲ့ဒီလူတယောက်ကဘယ်လိုအကြံပေးထားလဲဆိုတော့ကြားဖြတ်ငွေလိမ်တဲ့အဖွဲတဲ့သူတို့ကဒီလိုလိမ်နေတယ်သူများသိသွားပြီဆိုရင်သူတို့ကနောက်တနည်းနဲ့လိမ်ပြန်ရောတဲ့နောက်တနည်းနဲ့လိမ်လို့လူတွေသိသွားရင်နောက်တနည်းလိမ်ပြန်ရောတဲ့သူကလိမ်နည်းတွေကတကားတဲ့သူတို့လည်းအများအားဖြင့် upgrade လုပ်နေတာသူတို့လိမ်နည်းတွေကိုလေအေးအဲ့တော့တတိထားကြပါဆိုတော့တတိပေးတဲ့လူကလည်းအဲ့ဒီ social media ဆိုတော့အေးပေါ့ကျွန်တော်တို့အသက်တာမှာပฏิပတ်ကအေးပေါ့ပฏิပတ်ကအများကြီးကနေပြီးတော့ပฏิပတ်ကပေါ့နော်ဆိုတော့ကျွန်တော်တို့အေးပေါ့တွေ့ကြုံနေရတဲ့အခက်အခဲတွေကလက်ရှိချင်းကဲဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီပฏิပတ်ကတွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲကဲဒီမှာယောဘအကြောင်းတော့ပြောတယ်ဗျာကျွန်တော်တို့ယောဘအကြောင်းတော့မပြောတော့ဘူးပြောရင်ရှည်သွားမယ်နော်ယောဘကိုစာရန်ကစုံစမ်းတယ်သို့တော်လည်းယောဘကဖယားမှာတစ္ဆာရှိတဲ့အတွက်ကြောင့်သူကတော့မဆုံးရှုံးဘူးနော်ကျွန်တော်တို့လည်းယောဘလို့ယုံကြည်ခြင်းခံရမှာပေါ့နော်အဲ့လိုမျိုးပြောတာပေါ့ခိုင်မမလားမခိုင်ဘူးလားတော့ကျွန်တော်လည်းမသိဘူးခိုင်လာဘလို့တင်လဲကို သူစုံစမ်းခံရတာတော့တော်တော်လေးဆိုးရတော့နော်ကျွန်တော်တို့တော့အခုခေတ်ချင်းနေတဲ့တော့မှနည်းနည်းပါးလေးတော့မှစုံစမ်းခံရပြီဆိုတာလည်းကြာရှုံးတော့ ဟုတ်တယ်ယောဘစုံစမ်းခြင်းကတော့တော်တော်ကြီးမားပါတယ်နော်တော်တော်ကြီးမားပါတယ်ဆိုတော့ယောဘကဖယားသူကိုကောင်းကြီးပေးတာပဲလေသူဒီလောက်ခံနိုင်ရရှိတယ်ဆိုတော့အဲ့လိုမျိုးတော့ကျွန်တော်တို့ပြောချင်လဲပြောလို့တော့ရတာပေါ့သို့တော်လည်းပဲကျမ်းစာကတော့ကျွန်တော်တို့ကိုယောဘရဲ့ယုံကြည်ခြင်းလို့ကျွန်တော်တို့ဖြစ်ဖို့တော့အားပေးထားတာပေါ့နော်ဖြစ်တာမဖြစ်တာတော့ကျွန်တော်တို့လည်းမသိဘူးကဲဒီမှာမိကုန်းတစ်ခုရှိတယ်ကောင်းမှုနဲ့မကောင်းမှုကြားရှိစัจ java လာဆိုင်ရာတိုက်ပွဲကိုသင်ကိုယ်ပိုင်ဘဝတွင်မြည်တို့ခံစားသိရှိခဲ့ဘူးသတည်းတဲ့ဆိုတော့ကျွန်တော်တို့ကောင်းမကောင်းတိုက်ပွဲရှိတာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကိုယ်တိုင်ဘလို့ခံစားရဘူးတလေတဲ့ကဲမိကွန်းပေးထားတယ်ဘယ်သူဖြည့်ချင်းလား ဒီတိုက်ပွဲတွေမှာတော့ကျွန်တော်တို့ကတော့နေ့တိုင်းလို့နေ့စဉ်တိုင်းလို့တော့ကြုံရတာပဲနော်ဒါပေမဲ့ခါတလေတော့လည်းအဲ့တိုက်ပွဲတွေမှာကြော်လွားနိုင်တယ်လို့ခါတလေတော့လည်းကြာချိုးတော့မှာစိတ်ထဲမှာဒီရလောက်ခါနေဆိုတော့မှစိတ်ထဲမှာအတိပေးနေတော့မှခါတလေဓာမကောင်းဆိုတော့အတိပေးနေတော့မှတိနဲ့လှုပ်မိတာမျိုးတွေရှိတယ်ပေါ့နော် အေးအဲ့လိုကြောင့်လေတခါတချို့တရားဟောဆရာတွေဆူတောင်းတာကြားဘူးတယ်လေနော်ကျွန်တော်တို့မသိပဲလှုပ်လိုက်တဲ့အပြစ်တွေရှိသလိုတဲ့သိနဲ့လှုပ်ပြီးတဲ့အပြစ်တွေလည်းရှိတယ်တဲ့အဲ့ဒါကိုခွင့်လွှတ်ပေးပါဆိုပြီးတော့ကြားဘူးတယ်လေနော်တရားဟောဆရာတွေတို့ဆူတောင်းတာဆိုတော့တခါတလေအပြစ်လှုပ်ရတာကဟုတ်တယ်ကျွန်တော်တို့မသိပဲနဲ့လှုပ်လိုက်တဲ့အပြစ်တွေရှိသလိုသိကြီးနဲ့ကျွန်တော်တို့မကြော်လွှားနိုင်ဘူးနော်ဒါအပြစ်မသိရတာနဲ့ကျွန်တော်တို့လှုပ်လိုက်မိတာတွေရှိတယ် လှုပ်ချင်တယ်အဲ့လိုလား မကောင်းမသိရတာလေစိတ်ရ မကောင်းမှန်းသိရတာနဲ့လှုပ်ချင်တယ် အဲ့ဒီຢာတွေကြော်လာဖို့တည်းတော့ဟို
ဝိညာဉ်အားကောင်းလို့တော့ ဝိညာဉ်ရေးအားကောင်းမှုလို့တဲ့အဲ့ဒါတော့ကျွန်တော်တို့အများအားပြောနေတဲ့ဟာပါနော်ကျမ်းစာဖတ်ရနေစဉ်ဆူတောင်းဆိုတာကျမ်းစာဖတ်ရနေစဉ်ဆူတောင်းဆိုတာကျွန်တော်အများအားအားပေးတဲ့အရာတစ်ခုဖြစ်တယ်နော်ကျွန်တော်တို့စုံစမ်းနောက်ဆက်ခြင်းတွေကြော်လွားနိုင်ဖို့ကလေးတွေမှမကောက်ဘူးနော်လူကြီးတွေလည်းဒီလိုပါပဲဒါပေမဲ့ကျွန်တော်ကြိုက်တာတစ်ခုရှိတယ်ဗျဒါဝိမင်းကြီးကအများနဲ့လဲတယ်အများနဲ့ပြတ်ထားနော်ဒါဝိမင်းကြီးလေအများနဲ့ပြတ်ထားတယ်ကဲဆိုတော့ကျွန်တော်တို့နောက်တစ်ခုကိုသွားကြရအောင်ထာဝရဘုရားသည်သင်တို့ဘက်၌တိုက်ခိုက်တော်မူလိမ့်မည်တဲ့ဘုရားကကျွန်တော်တို့ဘက်ကနေပြီးတော့တိုက်ခိုက်ပေးမယ်တဲ့ဟုတ်ကဲ့ကျွန်တော်ပြောတာလဲပါတော့ပါပြီးသွားပြီဗျနော်ပါတော့ပါပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့နည်းနည်းလေးပြန်ပြောကြည့်ရအောင်ထွက်မြောက်ရာကျမ်းအခန်းကြီး14 26ကနေ30အဲ့ဒါမှာအဂုတုလူတွေကနောင်တရတယ်နော်အဂုတုလူတွေနောင်တရတယ်အဲ့ဒါတစ်ချက်လောက်ဖတ်ပေးစမ်းမအောင်ထွက်မြောက်ရာကျမ်းအခန်းကြီး14 26ကနေ30အထိပါ ထွန်ပြအောင်ကျမ်းခန်းကြီး14အငယ်26မှ30ထာဝရဘုရားကလည်းပင်လယ်ရေသည်အေဂရုလူများယထာများမြေစေးသူရဲများကိုအပေါ်သို့ပြန်စေခြင်းကပင်လယ်အပေါ်မှာလက်ကိုဆက်တော်ဟုမောရှေအားမိတော်မူသည့်အတိုင်းမိုးလင်းသောအခါမောရှေသည်လက်ကိုပင်လယ်ပေါ်မှာဆက်သက်ဖြင့်ပင်လယ်ရေသည်အာကြီးပြန်လာသည်ကိုအေဂရုလူတို့သည်ပြေးကြတော်လဲထာဝရဘုရားသည်သူတို့ကိုပင်လယ်အလယ်၌လဲတော်မူ၏ထို့သောပင်လယ်ရေသည်ပြန်လာ၍ပင်လယ်ထဲသို့လိုက်ဝင်သောဖာရောဘုရင်၏ယထာမြေစေးသူရဲဘိုးချေအပေါင်းတို့ကိုလွှမ်းမိုးသည်ဖြင့်သစုံတစ်ယောက်မျှမကျန်ရကြဣသရေလအမျိုးသားတို့မူကားပင်လယ်အလယ်၌မြေပေါ်မှာရှောက်သွား၍ရေသည်သူတို့လက်ရဘက်လက်ဝဲဘက်မှကြောက်ထရကဲ့သို့ရှိနေ၏ထို့သောထာဝရဘုရားသည်ထိုနေ့၌ဣသရေလလူတို့ကိုအေဂရုလူတို့လက်မှကယ်လွတ်တော်မူသည်ဖြင့်ပင်လယ်ကဲနားမှအေဂရုလူအသေးကောင်တို့ကိုမြင်ရကြ၏ဆိုတော့ဘုရားသခင်ကသူ့လူတွေကိုသူကယ်တင်လိုက်တယ်ဘုရားကဣသရေလလူမျိုးတွေကိုကယ်တင်လိုက်တာကတော့ကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့တွေ့ရတယ်နော်ပင်လယ်ကြီးကိုနှစ်ချမ်းခွဲပေးလိုက်တယ်လမ်းပေါ်လာတော့အဲ့ဒီမှာဖြတ်သွားခိုင်းတယ်နော်အဲ့ဒီလိုအဖြစ်အပျက်တွေကျွန်တော်တို့အမျိုးမျိုးတွေ့ရတယ်အဲ့ဒီအမတိုင်ခင်ဟိုအကုတုတိုင်းပြည်ထဲမှာကလေးကလည်းဟိုနမိတ်လက္ခဏာတွေအများကြီးဖះပြခဲ့တယ်နော်ဖះသူ့လူတွေနဲ့အတူရှိတာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်ပြီဒီမှာနောက်မိကုတစ်ခုကအကုတုဘုံမူတို့အကုတုဘုံမူတို့တဲ့ဘုံမူလာပြန်ပြီမပျက်စီးမီမကြာမီတွင်တဲ့အဘယ်ဝန်ခံချက်ကိုပြုခဲ့ကြတဲ့နည်းသူတို့မပျက်စီးခင်လေးမှာသူတို့ဝန်ခံချက်ရှိတယ်ဟုတ်တယ်ကျွန်တော်ဖတ်တာပါပြီးထင်တယ်တစ်ချက်တော့ပြန်ဖတ်ပါလားထွမြောက်ရာ14အငယ်24နဲ့25 24နဲ့25မှာဆိုရင်နည်းနည်းရနိုင်ထာဝရဘုရားသည်မိုးတိမ်တိုင်အားဖြင့်အေဂရုတက်ကိုကြည့်ရှု၍နောက်ဆက်တော်မူ၏သူတို့ယထာအသွားခက်စေခြင်းကယထာဘိန်းများကိုချွတ်တက်စေတော်မူ၏အေဂရုလူတို့ကလည်းဣသရေလလူတို့ထံမှပြေးကြသို့ထာဝရဘုရားသည်သူတို့ဘက်အေဂရုလူတို့တစ်ဖက်၌စစ်တိုက်ပြီးပြောဆိုကြ၏အဂုတုလူမျိုးတွေကဖျားကဣသရေလလူတွေကိုကယ်နေပြီကူနေပြီဆိုတာသူတို့သိတယ်နော်သူတို့သိတယ်ပြေးတာပဲကောင်းမယ်လေသူတို့စဉ်းစားတာပြေးတာပဲကောင်းမယ်ဒါပေမဲ့သူတို့ပြေးတာမမိလိုက်ဘူးထင်တယ်နော်ဘုန်းကလည်းရေထဲမှာအကုန်မြုပ်ပြေးတာမမိလိုက်ဘူးဖျားဣသရေလဘက်ကစစ်တိုက်နေတာဖျားကဣသရေလဘက်ကနေစစ်တိုက်ပေးတယ်ဆိုတော့ကျွန်တော်တို့အချိန်မှာလဲဒီလိုပဲဖြစ်မတင်နဲ့နော်ကျွန်တော်တို့ဘက်ကနေစစ်တိုက်ပေးမတင်နဲ့ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ခြင်းကတော့သူ့ဘက်မှာရှိရမှာပါနော်ကဲဥပ္ပီဒီမှာယောနာအကြောင်းလေးပြောထားတယ်ဗျယောနာအကြောင်းပြောထားတော့အဲ့ဒီနိနဝေမြို့မှာရှိတဲ့လူတွေကဘာလုပ်လဲနောင်တရကြနောင်တရပြီးတော့ဟိုကအကုန်လုံးကဆူတောင်းကြတယ်သူတို့နောင်တပြန်ရတယ်နော်သူတို့ရဲ့အဓိကတော့နောင်တပြန်ရတာပေါ့နော်သူတို့နောင်တအေးပေါ့နောင်တရပြီးတော့လဲတစ်ဆက်တည်းပဲလာတာပေါ့သူတို့ဖះကိုပြန်ပြီးတော့တောင်းမယ်နဲ့ဆူတောင်းကြတယ်အစာရှောင်ကြတယ်တရိษံတွေပါအစာရှောင်တယ်တရိษံတွေပါအစာမကျွေးတော့အဲ့လိုလဲချင်းခွင့်လွှတ်ခြင်းရအဲ့လိုနောင်တနဲ့ခွင့်လွှတ်ခြင်းရတယ်ဆိုတော့ကျွန်တော်တို့ဖះကခွင့်မလွတ်တဲ့ဖះမဟုတ်ဘူးကျွန်တော်တို့ဖះကခွင့်လွတ်တဲ့ဖះနော်နိနဝေမျိုးကလူကြပြောတဲ့ပုံကတော်တော်ဆိုးတယ်ဗျနော်ကျွန်တော်တို့လည်းအကုန်လုံးတော့မပြောတော့ပါဘူးသူတို့ရဲ့အဖြစ်တွေတော်တော်ဆိုးတဲ့လူတွေဒါပေမဲ့သူတို့ကနောင်တရတယ်ပြီးတော့ပြန်ပြီးတော့ဆူတောင်းတယ်တောင်းပန်တယ်ပြန်ဆူတောင်းတယ်အစာရှောင်တယ်ဆိုတော့ဖះကသူတို့ခွင့်လွတ်တယ်နော်ဆိုတော့ကျွန်တော်တို့လည်းပဲဒီလိုပဲနော်ကျွန်တော်တို့ဘောအသက်တာမှာလည်းကျွန်တော်တို့နောင်တရမယ်ဖះကိုပြန်ပြီးတော့ဆူတောင်းမယ်ဆိုရင်နော်အတနာခံမယ်ဆိုရင်ဖះကကျွန်တော်တို့ခွင့်လွတ်မယ်ကဲဟုတ်ပြီကျွန်တော်တို့အဲ့လိုမျိုးအဲ့ဒါတော့ပြောလို့သိမကောင်းတဲ့တကူအပြစ်ကိုပြောကဲအဲ့ဒါကနောင်တရတာရှိဘူးလားမင်းတို့လူငယ်တွေဆိုတော့သိမရှိတော့ထင်တယ်နော်အပြစ်သိမများသေးဘူးလူကြီးတွေတော့အပြစ်မများရှိတာပေါ့အပြစ်တွေလုံးမိရဆိုရင်လည်းဟိုကိုယ့်ကနေကိုညပိုင်းမှာပဲပြန်ပြီးတော့အပြစ်ပြန်ဖြေဆူတောင်းရတော့အေးပေါ့ဖ
အဲ့ဘာကိုအပြစ်တွေကိုအကုန်လုံးရှောက်ပြောလို့ရတယ်မကောင်းဘူးဆိုတော့ကိုကနေကိုသိရင်လည်းပြီးတာပါပဲကဲဟုတ်ပြီဆိုတော့ဘာပဲဖြစ်ပေါ့နော်ပြောချင်တာကတော့ကျွန်တော်တို့ကတော့အပြစ်သားတွေဖြစ်တယ်နေ့စဉ်ဘဝအသက်တာမှာကျွန်တော်တို့စာရမဏရဲ့စုံစမ်းခြင်းတွေကိုကျွန်တော်တို့တိုက်ခိုက်နေရတယ်ဗျာနော်ကျွန်တော်တို့တိုက်ခိုက်နေရတယ်ဒါပေမဲ့ဖခင်ကကျွန်တော်တို့ဘက်မှာတိုက်ပေးမယ်ကျွန်တော်တို့ဖခင်ကိုပဲအနံပါနော်အနံပါဒီမှာမိခွန်းလေးကတော့သင်အတွက်ထာဝရဖခင်တိုက်ခိုက်ပေးဒီကိုသင်ဘယ်နေရာတွင်တွေးမြင်ခဲ့ဘူးတဲ့နေတဲ့ကဲကိုယ့်အကူပဲဖြေနော်သင်ဘယ်နေရာမှာတွေးခဲ့ဘူးတဲ့လေကဲနောက်ဆုံးအပိုင်းလေးထာဝရဘုရားကိုခေါ်တော်သူများအတွက်ကဲတင်ခြင်းကဲဟုတ်ပြီထာဝရဘုရားကိုခေါ်တော်သူများအတွက်ကဲတင်ခြင်းတဲ့ကဲအဲ့ဒါကတော့ယောရှုမလေးရှေ့လိုက်တာယောရှု6အငယ်1ကနေ73အထိလည်းလည်းဖတ်မလား ဖတ်လိုက်မယ် ကဲဖတ်ယောရှုအခန်းကြီး6အငယ်1ကနေ73အထိ လောစုမဆာခန်းကြီး6မြတ်1မှ73ထိုအခါဣသရာမျိုးသားတို့ကြောင့်ယေရိခေါမြို့သည်ကြက်တဲစွာပိတ်ထားလက်ရှိ၍ထွက်သောသူဝင်သောသူတစုံတစ်ယောက်မျှမရှိသေးနှင့်အညီထာဝရဘုရားကကြည့်ရှုလောယေရိခေါမြို့ယေရိခေါမင်းကြီးနှင့်တကွခွန်အားကြီးသောစစ်တရေတို့ကိုတင်းလိုက်နိုင်ကအပ်လေပြီတို့ဖြစ်၍မြို့ကိုလက်ပတ်ရကြမည်ဣသလစစ်တရေပေါင်းတို့သည်6ရက်ပတ်လုံးလက်ပတ်ခြင်းအမှုကိုပြုရကြမည်ယေဘရဟိ9ယောက်တို့သည်တစ်တာတို့ရှိမှယူပိလတဘိုးခုနှလုံးကိုဆောင်ရကြမည်တရမနေ့ရက်နဲ့ခုနှစ်ကြိမ်တိုင်အောင်မြို့ကိုလက်ပတ်၍ယေဘရဟိတို့သည်တဘိုးကိုမွေးရကြမည်ယူပိလတဘိုးတို့ကိုရှေသောအတန်နှင့်မို့၍တဘိုးတန်ကိုကြားလင်လူပေါင်းတို့သည်ကျေသောအတန်နှင့်ကြွေးကြော်၍မြို့ရိုသည်အကုန်အစင်ပြိုလဲရလိမ့်မည်ထိုအခါလူများတို့သည်တက်ရကြမည်ဟုယောရှုအားမိန့်တော်မူ၏နှုံဤသားယောရှုသည်ယေဘရဟိတို့ကိုခေါ်၍သင်တို့သည်ဗြိဉ္ဉ်တစ်တာတော်ကိုထမ်းသွားသဖြင့်ထာဝရဘုရား၏တစ်တာတော်ရှိမှခုနှစ်ရတို့သည်ယူပိလတဘိုးခုနှလုံးကိုဆောင်သွားကြလောဟု၍၎င်းလူများတို့အားလည်းသင်တို့သွား၍မြို့ကိုလက်ပတ်ကြလောလက်နက်ကင်တို့သည်ထာဝရဘုရား၏တစ်တာတော်ရှိမှသွားကြလောဟု၍၎င်းမှာထားလေ၏ယောရှုသည်လူများတို့အားမှာထားပြီးမှယူပိလတဘိုးခုနှလုံးကိုဆောင်သောယေဘရဟိခုနှစ်ရတို့သည်ထာဝရဘုရားရှေ့တော်၌တဘိုးမုတ်လဲသွားကြ၏ထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာတော်သည်သူတို့နောက်သို့လိုက်လေ၏တဘိုးမုတ်သောယေဘရဟိတို့ရှိမှလက်နက်ကင်တို့သည်တွား၍ယေဘရဟိများတဘိုးမုတ်လဲသွားကြစေနောက်တက်သားတို့သည်တစ်တာတော်နောက်သို့လိုက်ကြ၏ယောရှုကလည်းသင်တို့သည်ကြွေးကြော်စေခြင်းကငါမှာထားသောနေ့မရောက်မီတွင်မကြွေးကြော်ရအတန်တစုံတစ်ခုကိုမှမပြုရစကားတစ်ခုကိုမှမပြောရထိုနေ့ရောက်မှကြွေးကြော်ရကြမည်ဟုလူများတို့အားမာနှင့်လေပြီထို့သောထာဝရဘုရား၏တစ်တာတော်သည်မြို့ကိုတစ်ကြိမ်လက်ပတ်ဝိုင်းသွားပြီးလင်တက်ထဲသို့ဝင်ပြေ၏ညကိုလွန်စေကြ၏နက်နက်စောစောယောရှုသည်ထား၍ယေဘရဟိတို့သည်ထာဝရဘုရား၏တစ်တာတော်ကိုထမ်းယူကြ၏ထာဝရဘုရား၏တစ်တာတော်ရှိမှယူပိလတဘိုးခုနှလုံးကိုဆောင်သောယေဘရဟိခုနှစ်ရတို့သည်တွားမြတ်သွား၍တဘိုးမိုးကြ၏လက်နက်ကင်တို့သည်သူတို့ရှိမှသွားယေဘရဟိများတဘိုးမိုးလဲသွားကြစေနောက်တက်သားတို့ထာဝရဘုရား၏တစ်တာတော်နာတို့လိုက်ကြ၏ကျွန်တော်တို့ဒီမှာဘာသာတွေ့ရလဲဆိုတော့ဒီယေရိခေါမြို့ကိုသူတို့ဝင်ပြီးတော့မတိုက်ခင်ဖခင်ကသူတို့ကိုဘာပြောလဲမြို့ကိုတရက်ကိုတပတ်ပတ်တဲ့အခါမှာလည်းအစီအစဉ်နဲ့နော်ပတ်တာယေပယောဟိတ်တရား9ပါးပေါ့နော်တဘိုးက9လုံးအရှိရနေသွားမယ်ပြီးမှပရိညင်သစ်တာလိုက်မယ်ပရိညင်သစ်တာလိုက်ပြီးမှစစ်တပ်ကလိုက်မယ်တရက်ကိုတပတ်ပတ်ဖီသူတို့တဲတဲ့သူတို့ရဲ့တက်ထဲပြောင်းဝင်အဲ့ဒီအချိန်မှာအဲ့ဒီယေရိခေါမြို့ကြီးကဣသရေလလူမျိုးတွေဝိုင်းထားတော့သူတို့အပြင်လဲထွက်လို့မရတော့ဘူးဒီလိုပဲအထဲထဲမှာပိတ်မိနေတာပေါ့နော်ပိတ်မိနေတယ်ဆိုတော့ဣသရေလလူတွေတရက်တပတ်ပတ်တာ6ရက်ဆို6ပတ်ပေါ့နော်6ပတ်အဲ့ဒါသူတို့တွေ့တာသူတို့ဘာဖြစ်လို့နောင်တမရလဲဒီနောက်တိုင်းရခဲ့လို့ရှိရင်သူတို့အဲ့လိုဟိုကြဖြစ်စီခြင်းတော့ပေါ့ဒီမှာပြောတာနောင်တရရင်ပြည့်စည်ခြင်းမရောက်ဘူးเนาะနိလူဝင်မျိုးကလူတွေနောင်တရတာလွတ်သွားတယ်လွတ်ငင်းခွင့်ရပါတယ်6ရက်တော့မှချိန်ရနေတော့6ရက်เนาะ6ရက်ပတ်တာပတ်ပြီးပြောင်းဝင်အဲ့တော့သူတို့တွေ့ရတာနဲ့သူတို့နောင်တမရဘူးเนาะနောင်တမရဆိုတော့ဟိုယာခเนาะဟိုပြည်တစားမယာခတယောက်ပဲသူကဣသရေလလူမျိုးတယောက်တော့မကောက်ဘူးထင်တယ်သူ့ရဲ့သူဆွေမျိုးတွေလည်းပါတယ်เนาะသူဆွေမျိုးတွေနဲ့သူကတော့လွတ်သွားတယ်ဆိုတော့အဲ့ပေါ့အဲ့ဒါကတော့ကျွန်တော်တို့နောင်တရဖို့အခွင့်အရေးဖခင်ကပေးတယ်ဗျာလူတိုင်းကျွန်တော်တို့ခေတ်စားတာကတော့ second chance ပေါ့တမီးစားတွေတယောက်နဲ့တယောက်စကားများပြီးတော့ကွဲကွာသွားတဲ့ခါမှာတယောက်ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နင်ငါ့ကို second chance ဆိုပေးဖို့ကောင်းပါတယ်ကွာတဲ့ဖြစ်ဘူးလားမဖြစ်ဘူးနော်နင်တို့စကားမများကြဘူးနင်တို့တွေsecond chance ပေးဖို့တော့ကောင်းပါတယ်ဖခင်က second chance အမြဲတမ်းပေးတာလားကျွန်တော်တို့တွေကမယူတာเนาะကျွန်တော်တို့တွေကမယူတာလားယူဖို့မသိတာလားမပြောတတ်ဘူးเนาะဆိုတော့အခုဒီကောင်တွေကယူဖို့မသိတာထင်တယ်ယေရိခေါမြို့ကလူတွေเนาะ
သူတို့နောင်တရဖို့သူတို့မသိတာလားဘယ်လိုဖြစ်မလဲတော့မပြောတာ အဲ့ဆိုတော့ရခဲ့တော့မှသူကတိတော့ အေးရခစီ လာတဲ့တောက်လျှောက်တော့နမိတ်လက္ခဏာအများကြီးဖြစ် အများကြီးပဲသူတို့လည်းသိထားတယ်သူတို့ကြားထားတယ် ဒီကောမျိုးဘေနာမျိုးတစ်မျိုးဆိုတော့မှလာပြီးတော့ဟိုပါသူအဝေးရလာတဲ့ပုံစံနဲ့ ဂီဒုံလား အဲဂစ်တောင်ပြရမျိုးသား ဂီဒီယုံလားအင်္ဂလိပ်လောဂီဒီယုံလားအေးဟုတ်တယ်လေသူတို့ကနည်းနည်းလိန်လိုက်သေးတယ်သူကလိန်လိုက်သေးတယ်ငါတို့အဝေးကြီးကနေလာတာဗါတဲ့သူကလိန်လိုက်သေးတယ် ဂီးပေါက်လို့လား အော်ဂီပေါနော်အေးဂီပေါကဲဟုတ်ပြီနောက်တရရင်တော့ဘုရားကခွင့်လွတ်မယ်ဒါကတော့ဒီမှာကျမ်းစာတွေလည်းထပ်ပေးရတယ်ဗျာဆာလံဖတ်ဦးမလား စားတယ်ကျန် ဆာလံ95 95ငယ်6နဲ့ရှင်းပါဆိုရင်လာကြပြတ်ဝရေးကိုယ်ပဲကြကုန်ငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၏ရှေ့တော်၌ဒူးထောက်ကြကုန်ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏ငါတို့သည်လည်းထံတော်၌ချက်စားသောသူလက်တော်အောက်၌နေသောသူစုဖြစ်ကြ၏ယနေ့တွင်သင်တို့သည်ဗျာဒိတ်တော်အတန်ကိုကြားလျက်ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် ခိုင်မာသောစိတ်နှလုံးမရှိကြနဲ့နောင်တရကြပါနော်ကဲယောမ10:73ယောမ10:73အဲ့ဒီမှာပြောထားတယ်တစ်ချက်လောက်ကြည့်အောင်ယခကတော့ကျွန်တော်တို့သိပြီးဟိုမှာယခကတော့ကျွန်တော်သိယခအကြောင်းတော့မပြောတော့ ရောမဩရစာခန်းကြီး30အငယ်73မှာဆိုရင် အ အကြောင်းမူကားထာဝရဘုရားကိုပဋ္ဌာနာပြုတော်သူရှိသမျှတို့သည်ကတိတော်မူခြင်းတို့ရောက်ကြလက်တံ ဖယားကိုပဋ္ဌနာပြုတော်သူအပေါင်းတို့ဒီကဲတင်ချင်းရမယ်တဲ့နော်ဖယားကိုကျွန်တော်တို့ရှစ်ခုမယ်နောင်တနဲ့ကျွန်တော်တို့ပြန်လာမယ်ဆိုရင်ဖယားကကျွန်တော်တို့ကိုကဲတင်ချင်းပေးမယ်တဲ့ကဲဆိုတော့ကျွန်တော်တို့ပိတ်လိုက်တော့မယ်ဗျာဆိုတော့ကျွန်တော်တို့ဒီအပဥပု္ပ္ပစာပြေသင်္ကန်းစာကိုအနစ်ချုပ်တဲ့အနေနဲ့ကျွန်တော်တို့ဖယားကကျွန်တော်တို့ဘက်မှာအတူရှိတယ်ကျွန်တော်တို့ကိုအမြဲတမ်းပဲကူညီမဆမယ်ကျွန်တော်တို့ကသာသူ့ကိုခွင့်ပြုမယ်ဆိုရင်သူကကျွန်တော်တို့ကိုအမြဲတမ်းပဲကူညီမဆဖို့အစဉ်သင့်ရှိတယ်เนาะဆိုတော့ကျွန်တော်တို့သင်္ကန်းစာကိုအဆုံးသတ်တဲ့အနေနဲ့ခဏလေးဝညွပြီးတော့ဆုတောင်းကြပါစို့မြတ်တော်ရှင်ဖဖျားသခင်ဒီဥပု္ပ္ပစာပေသင်္ကန်းစာကိုအတူတကွလေ့လာဆွေးနွေးခွင့်ရတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီသင်္ကန်းစာအပြင်ကြည့်ရှုနေတဲ့ကိုရရှင်ရဲ့သားသမီးတွေအသင်းသူအသင်းသားတွေအားလုံးလည်းဝိညာဉ်တိဆောက်စရာဖြစ်စေဖို့မှားစားတော်မူပါကိုရရှင်နဲ့ပုံမိုးပြီးတော့နိကတ်စွာအသက်ရှင်နေထိုင်နိုင်သောသူများဖြစ်စေဖို့မှားစားတော်မူပါကိုရရှင်ကိုပုံမိုးပြီးတော့အားကိုးသောသူများဖြစ်စေဖို့မှားစားတော်မူပါဖဖျားသားသမီးတို့ဆွေးနွေးသွားသောအရာအတိုင်းသားသမီးတို့လက်တွေ့ဘဝမှာဆက်လက်ပြီးတော့အရှင်သန်နိုင်ဖို့မဆရတော့ဘူးပါယေရှုခရစ်တော်ဘုရားရဲ့အနာမတော်ကိုမြည်ပြု၍ယုံကြည်စွာတောင်းလျှောက်ပါတယ်ဖဖျားအာမင်